ရုံပေါက်လေးဟာအေးအေးဆေးဆေးနှိုးဆို့နေတော့မှပဲသူ့ရဲ့မိခင်ဟာရုတ်တရက်ခန္ဓာကိုယ်တောင့်တင်းသွားပါတယ်နောက်တစ်စက္ကန့်မှာတော့သူမဟာသားငယ်ကိုထားရစ်ခဲ့ပြီးအနောက်ကိုလှည့်မကြည့်ပဲထွက်ပြေးပါတော့တဲ့အကြောင်းရင်းကတော့ရိုးရှင်းပါတယ်ဝင်ရိုးစုံဝင်ပလွေတကောင်ချင်းကပ်လာနေလို့ပါပဲဒါဟာသူမရှင်တန်နိုင်မဲ့တစ်ခုတည်းသောအခွင့်အရေးဖြစ်ပါတယ်ရုံတွေရဲ့တဘာဝအတိုင်းရှိနေတဲ့အမွေးမြင်တွေဟာပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်နေအောင်ဖုံးကွယ်ပေးထားနိုင်စွမ်းရှိပါတယ်ဝင်ပလွေကအနားထိရောက်လာရင်တောင်ငြိမ်ငြိမ်လေးနေနိုင်မယ်ဆိုရင်ရှာတွေးဖို့ခက်ခဲပါတယ်ဒါပေမဲ့မတော်တဆမှုတွေကတော့ရှိစမြဲပါရုံတကောင်ကဝင်ပလွေကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလှုပ်ရှားမှုလေးကတဆင်သူတို့အုပ်စုရှိတဲ့နေရာဟာပေါ်သွားပါတော့တယ်ဝင်ပလွေကချက်ချင်းပဲအမိဖမ်းဖို့လိုက်ပါတော့တယ်သူတို့နေရာကိုရှာတွေ့သွားပေမဲ့ရုံတွေဟာအလွယ်တကူအရှုံးမပေးကြပါဘူးတကောင်နဲ့တကောင်အသေးအတန်လိုက်လံဖမ်းဆီးပြီးနောက်မှာတော့ရုံတွေရဲ့အားအင်တွေကုန်ခန်းလာပြီးဝန်ပုတ်တွေကသူတို့ကိုတကောင်ပြီးတကောင်ဖမ်းယူလိုက်ပါတော့တယ်ဒါပေမဲ့တားကောင်အတော်များများရထားတာတော့ဝန်ပုတ်တွေရဲ့စားလောင်မှုကမပြေသေးပါဘူးသူ့မှာကျွေးမွေးရမယ့်တားငယ်တွေရှိနေသေးတာကြောင့်ပါတားကောင်ရဲ့အနံ့ကလေထဲမှာပြန့်လွင့်နေပြီးဝန်ပုတ်တွေအုပ်ဟာပြစ်မှတ်ကိုပြောင်းလဲလိုက်ပါတယ်ခေါင်းဆောင်ဝန်ပုတ်တွေရဲ့အမိန့်ပေးမှုနဲ့အတူအရွယ်ရောက်ပြီးသားရုံတွေကိုအမဲလိုက်ပွဲစတင်ပါတော့တယ်ဒီယုံကြီးတွေကိုရှာတွေ့ဖို့လွယ်ကူပေမဲ့ဖမ်းဖို့ကတော့အတော်ခက်ပါတယ်သူတို့ဟာတနာရီကိုကီလိုမီတာ60နှုန်းအထိပြေးနိုင်ကြပါတယ်အကြိမ်ကြိမ်လိုက်လံဖမ်းဆီးပြီးတဲ့နောက်မှာတော့ဝန်ပုတ်လွေအုပ်ဟာရုံမွေးတဆုပ်စာကလွယ်လို့ဘာမှမရပဲလက်ချီပလာနဲ့ကြံရစ်တတ်ပါတယ်အောင်မြင်ခံနေပြီလို့ထင်ရတိုင်းမှာပဲရုံတွေကနောက်ဆုံးမိနစ်မှာရှောင်ထွက်သွားနိုင်ကြပါတယ်ဒါပေမဲ့ကိုယုံကြည်မှုလွန်ကဲခြင်းကကြာရှုံးမှုကိုဆောင်ကျဉ်လာပါတယ်ဝန်ပလွေတွေဟာအုပ်စုပြန်ဖွဲ့ပြီးထပ်မံတိုက်ခိုက်ကြပါတယ်မူဆိုးလေးကောင်ဟာတပြိုင်တည်းတိုက်စစ်ဆင်ပြီးထွက်ပြေးပေါက်မှန်သမျှကိုပိတ်ဆို့လိုက်ပါတယ်ဒီတစ်ချိန်မှာတော့ကန်ကြမ္မာဟာရုံလေးဘက်မှာမရှိတော့ပါဘူး